အားလုံးပဲမင်္ဂလာပါဗျ Bridge Take Up ပေါင်းရ channel မှာကြိုဆိုလိုက်ပါတယ်ဗျာဒီနေ့မှာတော့ကျွန်တော်တို့ပြည်ရင်းမှာအလွယ်တကူဝယ်ယူလို့ရနိုင်မဲ့လျှက်စစ်ရေခဲချစ်ဆက်လေးအကြောင်းမျှဝေပေးသွားမယ့်ဗီဒီယိုလေးပဲဖြစ်ပါတယ်ဗျာပူပြင်းလာတဲ့နေရာဒီမှာရေခဲချစ်လေးတွေလှုပ်ရောင်းမဲ့မိတ်ဆွေများအတွက်ရေခဲချစ်ဆက်တွေကိုတေချာရွေးချယ်ဝယ်ယူနိုင်စေဖို့ကျွန်တော်တို့ပြည်ရင်းမှာအလွယ်တကူဝယ်ယူလို့ရနိုင်မဲ့ဆက်ပစ္စည်းလေးတွေအကြောင်းကိုနားလေရလွယ်ကူစေမဲ့ပုံစံလေးတွေနဲ့စီစဉ်တင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်ဗျကျွန်တော်ပြည်ရင်းမှာတော့ရေခဲချစ်ဆက်လို့ပြောရင်အကျန်းအဖြစ်လက်လက်ပုံစံနဲ့သုံးမလားလျှက်စစ်ပုံစံနဲ့သုံးမလားနှစ်မျိုးရွေးချယ်ဝယ်ယူလို့ရနိုင်ပါတယ်လက်လက်ပုံစံရေခဲချစ်ဆက်တွေအသုံးပြုရတာကအလွယ်ကူလို့ရှင်ပါတယ်ရေခဲတုံးတင်လက်နဲ့လှည့်ပြီးချစ်တာနဲ့လိုအပ်တဲ့ရေခဲပွင့်ရေခဲသားလေးထွက်တဲ့ဆက်ပါဈေးနှုန်းအပြင်လျှက်စစ်ရေခဲချစ်ဆက်တွေထပ်ဈေးများတတ်ပါတယ်သူကတော့ရေခဲတုံးအကြီးနဲ့မှသုံးလို့ရတဲ့ပုံစံဖြစ်ပြီးမီးမရတဲ့နေရာတွေမှာလည်းအသုံးပြုလို့ရနိုင်တဲ့ဆက်ဖြစ်လို့ပွဲစည်းတွေရက်ကွက်တဲ့တနိုင်တစ်ပိုင်းဖွင့်တဲ့ဆိုင်လေးတွေကအသုံးများကြပါတယ်လက်လက်ရေခဲချစ်ဆက်နဲ့ပတ်သက်တဲ့အသေးစိတ်အကြောင်းအရာလေးတွေကိုရှေ့မှာကျွန်တော်ဗီဒီယိုဖိုင်လေးတစ်ခုတင်ပေးထားရရှိပါတယ်ဗျမှန်ပါလဲလင့်လေးကိုချပေးထားလိုက်ပါမယ်ဆိုတော့ဒီနေ့မှာလျှက်စစ်ရေခဲချစ်ဆက်တွေအကြောင်းကိုအသေးစိတ်လေးပြောပြပေးသွားပါမယ်လျှက်စစ်ရေခဲချစ်ဆက်တွေကလျှက်စစ်မီ supply ရနေမှလဲပတ်လို့ရမယ့်ဆက်ဖြစ်ပါတယ်ရေတန့်ရေခဲတုံးလေးတွေသုံးမလားရေခဲတုံးကိုခွဲပြီးအသေးလေးတွေလှုပ်သုံးမလားအဆင်ပြေတဲ့ဆက်ပါကျွန်တော်တို့ပြည်ရင်းစည်းကွက်ထဲမှာတော့လျှက်စစ်ရေခဲချစ်ဆက်တွေကိုမော်တာဝက်အားအမျိုးမျိုးတွေ့ရတဲ့အပြင်အတွင်းထားသွားတစ်လက်အတွင်းထားသွားနှစ်လက်နဲ့ဆက်တွေလည်းတွေ့ရတတ်ပါတယ်တချို့ဆက်တွေကမော်တာဝက်အားကွာသလိုဆက်အရွယ်စားရေခဲထဲတဲ့ခွက်အရွယ်စားတွေပါကွာတတ်ပါတယ်ဒီလိုဆက်လေးတွေကတရုတ်ပြည်ဘက်ကဝင်းတဲ့ဆက်တွေများတာမို့တချို့ဆက်တွေမှာက name plate အရသာမော်တာဝက်အားအကြီးအသေးတွေကွာနေပေမဲ့ site to guide to လုံးဆောင်ရည်တူတဲ့ဆက်တွေများပါတယ်မော်တာဝက်အားအကြီးတာရေးပြီး brand ကောင်းတဲ့တစိမ့်တွေပေါ်မှာဈေးပေးဝယ်ရတာမျိုးတွေလည်းရှိတတ်ပါတယ်ဒီနေ့မှာကျွန်တော်ကတော့ပြည်ရင်းမှာအလွယ်တကူဝယ်လို့ရမယ့်ရေခဲချစ်ဆက်တစ်လုံးကိုပါကင်ဖွင့်ပြီးဆက်ရဲ့လုံးဆောင်ချက်လေးတွေနဲ့အသုံးပြုထားတဲ့ဗီဒီယိုဖိုင်လေးကိုရိုက်ပြပေးလိုက်ပါတယ်ဗျဒီရေခဲချစ်ဆက်ကကတ်တလောက်လေးတစ်ခုဆက်တစ်လုံးနဲ့ရေခဲထဲဖို့ပကံတစ်ခုပဲပါဝင်ပါတယ်မော်တာဝက်အားက180ဝက်220ဗို့50ဟတ်စာရှိပါတယ်အတွင်းကဓာတ်သွား2လက်ပါတဲ့ဆက်လေးပဲဖြစ်ပါတယ်ဒီဆက်လေးမှာတော့ဒီအပေါ်အဖုံးကဓာတ်သွားပါတဲ့ခွက်ကိုလုံးအောင်ဖုံးမိသွားတဲ့အနေထားရောက်မှမော်တာဆက်မောင်းပြီးဓာတ်သွားလေးကထားလေပြီးစီမဲ့ဆန်ဆာလေးတစ်ခုပါဝင်ပါတယ်အဖုံးဖွင့်လိုက်ရင်တော့ဇက်ကအော်တိုရပ်သွားစီမဲ့ဆန်ဆာလေးပါဒီဆန်ဆာလေးပတ်ဝန်းကျင်အဖြစ်လက်ထိကိုင်မှုတွေမတော်တဆမှုတွေအတွက် safety ဖြစ်စေမယ့်အားသာချက်လေးရှိပါတယ်ရေခဲသားရေခဲပွင့်လေးတွေကဒီလိုပုံစံလေးတွေထွက်တော့ရောင်နှမ်းဝင်တဲ့ရေခဲချစ်ရေခဲတုံမျိုးစုံကိုလှုပ်ရောင်းလို့ရနိုင်တဲ့ရေခဲချစ်ဆက်လေးပဲဖြစ်ပါတယ်ဗျာဒီနေ့စီစဉ်တင်ဆက်ပေးသွားတဲ့ရေခဲချစ်ဆက်အကြောင်းလေးတွေကမိတ်ဆွေတို့အတွက်အထောက်အကူဖြစ်စေမယ်လို့မျှော်လင့်မိပါတယ်ဗျာမိတ်ဆွေတို့ဆက်ပစ္စည်းတွေဝယ်ယူရမှာတောင်းတနေရာကနေအကျိုးဖြစ်စေမယ့်ဗဟုသုတလေးတွေကိုအပတ်စဉ်စီစဉ်တင်ဆက်ပေးမှာမို့စိတ်ဝင်စားရဆိုရင်ကျွန်တော် channel လေးကို like and subscribe လေးလုပ်ခဲ့ပေးပါအောင်ဗျာအခုလိုဗီဒီယိုဆုံးနေကြည့်ရှုပေးရတဲ့အတွက်လည်းကျေးဇူးအများကြီးတင်ပါတယ်ဗျ